ဂျပန်ဘက်ကသတင်းတွေအရဆိုရင်ဂျပန်ကိုမြန်မာအလုပ်သမားတင်ပို့မှုကတိတိကျကျကျဆင်းလာတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဂျပန်ဘက်ကအလုပ်သမားစီလို့ရေးဒီချိတ်ဆက်ပေးနေတဲ့ agency တွေဘက်ကပြောဆိုချက်အရဆိုရင်ဒီမြန်မာနိုင်ငံလုပ်သားတွေပေါ့မြန်မာနိုင်ငံဘက်ကလုပ်သားတွေကိုအလုပ်ကခေါ်ယူမှုကအရင်ကတည်းကဆိုရင်90%လောက်တော့တိတိကျကျရောကြသွားတယ်လို့သိရတယ်ပေါ့နော်2020ခုနှစ်မေလလောက်ကစပိုတိတာလာလို့ပြောတယ်ပေါ့နော်အဓိကပြဿနာကဂျပန်ဘက်ကဖြစ်နေရမဟုတ်ဘူးမြန်မာဘက်ကနိုင်ငံခြားကိုအလုပ်သမားစီလို့တဲ့နေရာမှာသတ်မှတ်ထားတဲ့စီးမင်းတွေကြောင့်အမျိုးသားတွေပေါ့နော်အမျိုးသားတွေကိုဂျပန်မှာအလုပ်သွားလို့ဖို့ခွင့်မပြုတာတွေဖြစ်နေတာကြောင့်ဆိုဂျပန်ဘက်ကတင်ရပြောတယ်အမျိုးသမီးတွေကိုလည်းဒါအရှိအတွက်ကန့်သက်ထားတာရှိနေတာကြောင့်မလို့ဂျပန်ဘက်ကလိုချင်တဲ့အလုပ်သမားအရှိအတွက်ကိုမြန်မာဘက်ကအရှင်လို့မပေးတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဂျပန်ကုမ္ပဏီတွေကတော့မြန်မာဘက်ကမပေးနိုင်ဆိုရင်သူတို့ကငုတ်တုတ်ကြီးထိုင်ဆောင်နေမှာမဟုတ်ဘူးเนาะတောင်းဆိုချက်တွေများတယ်ဟိုလိုဒီလိုစီးကန်းတွေတအားများတယ်ဆိုရင်အဲ့ဒါဆိုသူတို့ကမြန်မာလူသားကိုခေါ်မဲ့အစားအာယုံမနောက်တယ်အခုဆိုရင်တတိယမှာဆိုရင်အင်ဒိုနီးရှားနဲ့အရှေ့တောင်အာရှတခြားနိုင်ငံတွေကိုပဲသူတို့ပြောင်းပြီးတော့ရှာဖွေခေါ်ယူနေကြတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီလိုပြောင်းပြီးတော့ရှာဖွေနေတဲ့အခါမှာမြန်မာနိုင်ငံကပြောရင်ဗျာမြန်မာပြည်တွင်းထဲမှာလည်းအလုပ်ကန်ရှားပါနေခေတ်ဆက်ဆက်လည်းဘယ်သူမှအလုပ်ကန်ဖန်တီးပေးတာမဟုတ်ဘူးเนาะပြည်သူတွေကကိုယ့်ဘာသာကိုယ်ပဲအလုပ်ကန်တွေကိုရှာဖွေနေကြတာဖြစ်တယ်အခုကျတော့ထွက်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မြန်မာတွေရမယ့်အလုပ်ကန်ခွင့်လန်းတွေကိုအင်ဒိုနီးရှားနဲ့ဒီအရှေ့တောင်အာရှနိုင်ငံတွေကအစားထိုးရရှိသွားတယ်ဆိုတော့သူတို့ကတော့ထိပေါက်သူတို့ဖြစ်တာပေါ့နော်ဆုံးရှုံးတာတော့ကိုမြန်မာနိုင်ငံကပြည်သူတွေပဲဆုံးရှုံးတာဖြစ်တယ်အဲ့တော့ဒီနေရာမှာပြောချင်တာကကျွန်တော်ကတော့ agency လုပ်နေရမှာမဟုတ်ဘူးเนาะတကယ်ဒီလုပ်ငန်းကိုမြန်မာပြည်မှာ agency လုပ်ငန်းတွေလုပ်နေပြီးတော့ဒါဂျပန်မှမဟုတ်ဘူးเนาะဟိုချမ်းသာကြွယ်ဝနေတဲ့လူတွေရှိတယ်ဒီကနေဝင်နက်မှန်နေတဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့လူတွေက line ပေါ်ကနေတာအချီးရှောက်ပြောနေရမှာเนาะကြံတဲ့ချိန်ဒါပေမဲ့ခုလိုမျိုးကိစ္စတွေမှာဆိုရင်အတိပေးတာပဲဖြစ်တာမင်တာပဲဖြစ်ဆွေးနွေးတာပဲဖြစ်အလုံးယုံဆွေးနွေးပွဲပဲရှိသူတို့ကသက်ဆိုင်တဲ့အုပ်ချုပ်တဲ့သူတွေနဲ့ညှိနှိုင်းမှုတွေဆွေးနွေးမှုတွေလုပ်နေတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ agency ကပတ်စံယူတာလေသူတို့အနေနဲ့ဒီလိုကိစ္စမှာရှေ့တန်းကနေပတ်စံယူတာ professional ပြီးတောင်းဆိုတင်တာတောင်းဆိုပါမယ်။တကယ်ကကျွန်တော်တို့ကဘိုးသူရဝင်များတဲ့သူတွေကျွန်တော်တို့ကဒါတွေကိုဒီချက်ပို့ပြီးအသေးစိတ်မပြောသင့်ဘူး။ပြောရင်လည်းသိလာမှာလက်ကောက်ကဝေ့နေရအောင်ပဲ။ကိုကဒီကနေအကျိုးမြတ်ရလာဆိုလဲကျွန်တော်တို့ကဘာမှအကျိုးမြတ်မရတာမဟုတ်ဘူး။ကျိုးညာကနေတော့ပတ်စံယူလာတာမဟုတ်ဘူးနော်။အဲ့လိုမျိုးကြီးလဲ monetization တွေလုပ်တာမဟုတ်။အဲ့တော့ပြောရင်အားချောင်းလည်းပြောမယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီကိစ္စတွေကအားမလို့အားမရဖြစ်တာတကယ်ကဒီအလုပ်သမားတင်ပို့မှုကနေပတ်စံအကျိုးအများကြီးရတယ်ကုမ္ပဏီရှိတယ်နော်အဲ့ကုမ္ပဏီအစိုးရကလည်းအခွန်တွေပေးနေတာကြီးသူတို့တွေကတောင်းဆိုနေတယ်ဒီလိုသတင်းတွေသူတို့တွေကဖတ်သိပြီးတော့မြန်မာနိုင်ငံလူသားတွေဖြစ်ထိုက်တာပေါ့နော်အဲ့ဒါကိုညှိနှိုင်းပြီးတော့လုပ်တယ်ဘာလို့လဲဆိုတော့ဒီကအုပ်ချုပ်တဲ့သူကလည်းဒေါ်လာတအားလိုချင်တယ်မလားနိုင်ငံခြားဝင်ငွေရလည်းတကယ်ကြောင့်ခရိုနီပြားတို့ကပြည်တွင်းမှာပဲသူတို့ကလဲပတ်နိုင်တာပြည်ပကနေတောက်လောက်လာတာပတ်စံသူတို့ကလည်းမရှာနိုင်တကယ်အဲ့တော့နိုင်ငံခြားအလုပ်သမားတွေကနေနိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့သူတွေကပြန်ပို့တဲ့ပတ်စံတွေဒေါ်လာတွေကနေပြန်ရနေရတယ်အထောက်အကူတစ်ခုဖြစ်နေမှာလားအဲ့တော့ဒီလိုမျိုးအကုန်လုံးကိုရထားလိုက်ခြင်းဘာဖြစ်လဲဆိုတော့သူတို့လိုချင်တဲ့ဒေါ်လာတွေတကယ်မရအောင်နောက်တစ်ခုကမြန်မာနိုင်ငံမှာနေရာမှာပေါ့နော်မြန်မာလူသားတွေနေရာမှာတခြားနိုင်ငံတွေကစားထိုးနေရဆိုရင်နောက်ဆိုရင်ပေါ့နော်ဒီလိုစီးကန်းတွေပေါ့မြန်မာဘက်ကထုတ်တဲ့စီးကန်းတွေကြောင့်ဂျပန်မှာတခြားနိုင်ငံတွေကညိုငိအာယုံနောက်တွေဆိုမခေါ်ရင်တကယ်ထိခိုက်နေတာကပြည်သူတွေပဲဖြစ်တယ်အဲ့ဒါဆိုအဲ့ပြည်သူတွေကပြည်တွင်းမှာတောင်းနေတယ်ဆိုရင်အဲ့ပြည်သူတွေအတွက်ထိုက်တန်တဲ့လာတာကိုပေးနိုင်တာတော့မပေးနိုင်ဘူးဟိုဘယ်လိုပြောမလဲပြည်တွင်းမှာကျွမ်းကျင်လူသားရှားမှာဆိုလို့ပိတ်တယ်ဒါပေမဲ့အဲ့ကျွမ်းကျင်လူသားတွေကပြည်တွင်းမှာရှိနေရောထိုက်တန်တဲ့လာတာပေးတာထိုက်တန်တဲ့လာတာလည်းမပေးဘူးကုန်စည်နှုန်းတွေလည်းတက်နေရဆိုရင်ဒါတွေကအားလုံးကတစ်ဖက်တည်းကကြည့်လို့မရအားလုံးကြည့်ပြီးတွက်ပြီးတော့ဖြစ်တိုက်တာကိုလောက်အောင်ပေါ့နော်တားရော့နဲ့မိမိကန်ကိုအကြံပေးတိုင်ပင်မယ်ဆိုအောက်ပါ Facebook page မှာ follow အရင်လုပ်ပြီးအခမဲ့မေးလို့ရပါမယ်တနိုင်ငံလုံးအဆင်မပြေဘူးနဲ့တကွက်လေးပဲအဆင်ပြေနေဆိုရင်ဒါကြီးအဆင်မပြေဘူးအဲ့ဒါဝိုင်းပြီးတော့ညှိနှိုင်းဆွေးနွေးတိုင်ပင်နေတယ်တကယ်ကတော့ဒီလိုညှိနှိုင်းဆွေးနွေးနေတယ်လို့ပြောဆိုနေတာတို့က agency တွေကပြောနေတာကျွန်တော်တို့ခေတ်ဆက်သက်ကြည့် agency တွေကသူတို့ဓာတ်ရိုက်ဆွေးနွေးတဲ့နေရာမှာပဲပြောလားမပြောလားတော့မသိဘူးเนาะဒီလိုနေရာတို့တစ်ခါမှတက်ပြီးတော့ဖြစ်နေတဲ့ပါညာသူတို့တစ်ခါမှရှောင်လို့တော့မပြောဘူးသူတို့ကဘယ်လိုလဲဆိုတော့ရားတဲ့ပုံမှာသူတို့အကျိုးများကိုရအောင်ယူမယ်သူတို့ကလည်းဒီပေါ့နော်အဲ့လိုပုံစံမျိုးအတိုက်ခံပဲတော့မလုပ်ဘူးဟုတ်ပဲသွားတယ်ဆိုတဲ့လူမျိုးတွေပေါ့နော်ကျွန်တော်တို့လိုပြန်ပြောတဲ့ပုံစံလူမျိုးတွေတော့မဟုတ်ဘူးကျွန်တော်တို့ကသူတို့နေရာမှာဆိုရင်သိကြတယ်အဲ့စီးပွားရေးလုပ်နေဆိုပြန်ပြောမှာပေါ့နော်ဘာလို့လဲဆိုတော့ပြန်ပြောတယ်ဆိုတာဒီကန့်ကွက်နေရမဟုတ်ဘူးအကြံပေးတာဖြစ်ထိုက်တာကိုပြောတာပေါ့နော်တကယ်လို့ကိုယ့်ရဲ့အကျင့်ကိုသူတို့လက်မခံဘူးဆိုလိုက်တယ်ဘယ်တက်နိုင်ဟုတ်လားကိုရီးယားတော့အကောင်းဆုံးလုပ်ပြီးတယ်လို့ပြောရမှာပေါ့အဲ့တော့သတင်းကိုပြန်ဆက်မယ်ဆိုရင်အရင်လုံးကဆိုရင်ဒီမြန်မာဘက်ကကုမ္ပဏီတွေကပေါ့နော်ဂျပန်ကိုလူ1000ကျော်ပို့နိုင်ခဲ့တာကအခု2026မှာလူ1000မပြောနေပေါ့နော်လူ90လောက်ပဲပို့နိုင်တော့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဒါအဆုံးသက်ပြောရရင်ဂျပန်မှာမြန်မာအလုပ်သမားတွေကိုမလိုချင်တာမဟုတ်ဘူးဂျပန်ဘက်မှာအလုပ်သမားလိုအပ်ချက်တွေလည်းရှိသေးတယ်ဒါပေမဲ့မြန်မာဘက်ကစီးနင်းနေကြလိုအပ်တဲ့လောက်
မြန်မာဘက်ကမပို့နိုင်တော့တာဖြစ်တယ်လို့သိရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ဂျပန်မှာတိုဟူဒေဂီနိုဆိုတဲ့အစားအသောက်နဲ့စားသောက်ဆိုင်လုပ်ငန်းအဲ့လုပ်ငန်းကနိုင်ငံခြားသားအလုပ်သမားလက်ခံနိုင်တဲ့အရှိတော့က9000လို့သတ်မှတ်ထားတယ်အဲ့ဒါပြည့်တော့မှာမို့လို့2026 April 13ရက်ကစပြီးတော့ဒီဂျပန်ဘက်မှာပေါ့နော် COE ထုတ်ပြီးတော့ရက်ဆိုင်ထားတယ်ဒါပေမဲ့တခြားအလုပ်တွေကတော့ခေါ်နေသေးဖြစ်တယ်မြန်မာတွေတိတ်ပြီးမထွက်နိုင်တာကတော့ခုနကနော်မြန်မာဘက်ကကတ်တဲ့စီးကြီးတွေအကြောင်းကဖြစ်တယ်ဆိုပြီးဂျပန်ဘက်ကပြောတာလေပေါ့နော်ကဲအဲ့တော့သတင်းလေးကတော့ဒီလောက်ပါပဲအစိုးရနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်နော်